မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ iCloud လော့ရှိမရှိဒီ account လော့ရှိမရှိကိုဘယ်လိုစစ်လို့ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင်အရင်ဆုံးစစ်တည်တာက iPhone တွေမှာဆိုရင် iCloud ပါနေလားဒါမှမဟုတ်ဒီ account ဘိုင်ပတ်လောက်ထားတာလားပေါ့နော်တနည်းအားဖြင့် account လော့ကြော်ထားတာလားပေါ့ဆိုတော့ Xiaomi ဖုန်းတွေမှာဆိုရင်လည်းသူနည်း၎င်းပဲ account လော့ကြော်ထားတာလားဒါမှမဟုတ် account မပါတဲ့အလုံးလားဆိုတာကိုတည်တည်ကြကြစစ်ဆေးပြီးတော့မှဝယ်စီတင်ပါတယ်အခြားဖုန်းတွေအတွက်ပြဿနာမရှိဘူးဆိုပေမဲ့ဒီ iPhone နဲ့ Xiaomi ဖုန်းတွေမှာကအကောင့်ရှိနေရင် reset ချမရတာတွေအကောင့်ပြန်သုံးလို့မရတာတွေဖြစ်တတ်တာပေါ့နော်အဲ့လိုမျိုးမဖြစ်ရအောင်အကောင့်လော့ရှိမရှိကိုစစ်လို့ရတဲ့ free website တွေမှာကျွန်တော်တွားပြီးတော့တွားစစ်ကြည့်ကြမယ်နော်ဆိုတော့စစ်ဖို့အတွက်ကိုကျွန်တော်တို့ဒီ browser တစ်ခုခုကနေတွားလိုက်ရင်ရပါပြီကျွန်တော်တို့ UC browser နဲ့ကျွန်တော်ဆန်းပြရမယ်ဖုန်းထဲမှာရှိတဲ့ဒီ Mi browser တို့ Chrome browser တို့တိုက်တဲ့ browser နဲ့ဝင်လို့ရတယ်နော်ဒီမှာကျွန်တော်ဒီကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော် Google ကိုရိုက်ရှာလိုက်မယ်နော် Google ရိုက်ရှာမယ်ဆိုလို့ရှိရင်ဒါပြပေါ်လာမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော် iPhone အတွက်ကျွန်တော်စစ်ပြမယ်နော် iPhone အတွက်စစ်ပြမယ်ဆိုရင်ရှိရင်ဒီမှာအပေါ်မှာဒီမှာ IMEI.chess.com iPhone ဆိုပြီးတော့ရှိတယ်ဒါလေးကိုကျွန်တော်ဒီ sub bar မှာရိုက်လိုက်ပါနော်ဒါလေးကို sub bar မှာရိုက်လိုက်ပါ sub bar မှာရိုက်လိုက်လို့ရှိရင်ဒါမျိုးပေါ်လာမယ်ဆိုလို့ရှိရင်ဒီအပေါ်ဆုံးကIMEI.chat.com နဲ့ကိုဝင်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒီနေရာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ IMEI ကိုတိဖို့အတွက် iPhone မှာဆိုရင်လည်းဒီ iPhone မှာဆိုရင်လည်း *06 chat နဲ့ခေါ်လိုက်ပါတော့ဒါဆိုလို့ရှိရင်ဒီမှာ IMEI ဆိုပြီးတော့ကဏ္ဍ15လုံးပေါ်လာမယ်ဒီပေါ်လာတဲ့ကဏ္ဍ15လုံးကိုကူးယူပြီးတော့ဒီခဏကကျွန်တော်တို့ဒီထဲမှာလာထည့်ရမှာပေါ့နော်ကျွန်တော်တို့ဒီဗီဒီယိုလုပ်တဲ့ဖုန်းမှာXiaomi ဖုန်းဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော် iPhone အတွက်ကို IMEI ကကျွန်တော်အရင်ဒီမှာယူထားပြီးသားပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင် copy ယူလိုက်မယ်โอเคဒါဆိုလို့ရှိရင် enter iPhone IMEI all serial ဆိုပြီးတော့ဒီနေရာမှာကျွန်တော်တို့ paste လုပ်ထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီအောက်က chest iPhone ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်သူရှာနေပြီပေါ့နော်ဒီ checking လုပ်နေတယ်ခဏစောင့်ပေးပါโอเคဒီမှာ success ပြပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဒီကိုယ့် iPhone နဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးဒီမှာလာပြပေးရပေါ့နော်ဒီမှာ refurbish ဟုတ်မဟုတ်ပြီးလို့ရှိရင်ဒီမှာအကုန်လုံးလို့စစ်လို့ရတယ်နော်ဒီထဲမှာတခုရှိတယ်ကဒီမှာကဒီ iCloud အတွက်ဒီ iCloud Find by on လား off လားတော့မပါဘူးပေါ့နော်မပါတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအောက်နားလေးမှာဒီ free iCloud chat free ဆိုပြီးတော့ရှိတယ်ပေါ့နော်ဒီကောင်လေးပါဒီနေရာလေးပါဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ခဏကျွန်တော်တို့ဒီ IMEI ကိုပဲတစ်ချက်လောက်ပြီး paste လုပ်ထည့်လိုက်ပါနော် copy ကူးပြီးသားဆိုတော့ okay အဲ့ဒါပြီးလို့ရှိရင်အောက်မှာ chat iCloud ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုသူ chat လုပ်နေပြီဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာ find my iPhone app ဆိုပြီးတော့ပြတာပေါ့နော်ဒီလိုမျိုးလုံးနေဆိုလို့ရှိရင်ဒါဝယ်လို့ရပြီပေါ့နော်ကိုအကောင့်ရှိလို့ရှိရင်ကိုကောက် login ဝင်လို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒီဖုန်းကအကောင့်ဘိုင်ပတ်လောက်ထားတဲ့ဖုန်းမဟုတ်ဘူးပေါ့နော်ဘိုင်ပတ်လောက်ထားတဲ့ဖုန်းနဲ့ဒီကျွန်တော်တို့ဒီအကောင့်မရှိတဲ့ဖုန်းကဘယ်လိုကွာလဲဆိုတော့ဘိုင်ပတ်လောက်ထားတဲ့တချို့လုံးနေဆိုလို့ရှိရင်ဥပမာ iPhone မှာဆို SIM ဘိုင်ပတ်လုပ်လို့ရတယ် Wi-Fi ဘိုင်ပတ်လုပ်လို့ရတယ် SIM ဘိုင်ပတ်လုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းပြောလို့လည်းရတယ်ပေါ့နော်ဖုန်းပြောလို့လည်းရတယ်ဒီ iCloud အကောင့်လေးထည့်လို့ရတယ်ပြီးလို့ရှိရင် App Store iTunes အကုန်သုံးလို့ရတယ်နော်ဒါပေမဲ့ဒီ update ပေးတဲ့နေရာမှာဆိုလို့ရှိရင် update တင်လို့မရတာတွေဖြစ်တတ်တယ်နောက်တစ်ခုကဒီ iCloud ဘိုင်ပတ်လောက်တဲ့အလုံးနဲ့ဒီဘိုင်ပတ်မလောက်ထားတဲ့လုံးဆိုဈေးကတော့ကွာနေရမှာပြောမှဆိုလို့ရှိရင်ဒီကောင် iPhone 13ကတကယ်လို့ SIM ဘိုင်ပတ်လောက်တဲ့လုံးဆိုလို့ရှိရင်ဈေးကွက်ထဲမှာကျွန်တော်တို့ဒီ6သိန်း9သိန်းနဲ့ဝယ်လို့ရမှာပေါ့နော်ဝယ်လို့ရတဲ့အနေထားအကယ်လို့ဒီ SIM ဘိုင်ပတ်မလောက်တာဘူးဒီ official လုံးမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မရှိဘူးဆိုလို့ရှိရင်ဘူးဆို13သိန်းဝန်းကျင်လောက်ရှိမှာပေါ့နော်ဒီမျိုးဈေးတွေကွာတော့ပေါ့ကိုဝယ်တဲ့အချိန်မှာကိုကမစစ်ခဲ့ဘူးဆိုလို့ရှိရင်အကယ်လို့ဒီလိုမျိုး iCloud လုံးတွေထိတ်မယ်ဆိုလို့ရှိရင် update ကလည်းလုပ်လို့မရဘူးဒါပေမဲ့ဈေးကြီးကလည်းပေးဝယ်ခဲ့ရတဲ့အတွက်ကြောင့်မတန်ဘူးပေါ့နော်အဲဒါကြောင့်မို့တည်တည်ကြလေးစစ်ပြီးမှကျွန်တော်တို့ iPhone ကိုဝယ်ပေါ့နော် iPhone မှာ second ဝယ်မယ်ဆိုလို့ရှိရင်ဒီစစ်ဆေးစရာတွေတော့အများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီအကောင့်ရှိမရှိကြဘူးပဲကျွန်တော်စစ်ပြပါပေးမယ်နော်ဟုတ်ပြီဒါကတော့ iPhone အတွက်ပါကျွန်တော်နောက်တစ်ခုက Xiaomi အတွက်ပေါ့နော်Xiaomi အတွက်ဆိုလည်းဒီနည်းတိုင်းပဲပေါ့နော် Xiaomi အတွက်ဆိုရင်လည်းကျွန်တော်တို့ဒီမှာ Xiaomi အတွက်ကို i.mi.com find device ဆိုပြီးတော့လေဒါလေးကိုရိုက်ထည့်လိုက်ပါโอเคအဲ့ဒါဆိုလို့ရှိရင်ဒီမှာတစ်ချက်ရိုက်ထည့်လိုက်မယ်နော်
ထလိုက်မယ်ဆိုလို့ရှိရင်ဒီအပေါ်ဆုံးမှာ Xiaomi Cloud ဆိုတဲ့နေရာမှာပေါ်လာပြီနော်ဒီမှာ enter unlock MD number or MIEI ဆိုပြီးတော့ဒီမှာပြမယ်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ကင်းနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါမျိုးပြနေမယ်ဒါမျိုးပြနိုင်မယ်ဆိုလို့ရှိရင်အောက်နားလေးကျွန်တော်တို့ဆွဲချလိုက်အောက်နားလေးမှာ chat find device status ဆိုပြီးတော့ရှိတယ်ဒီကောင်လေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်Okay ဒါဆိုလို့ရှိရင်ဒီ unlock number or IEI ကိုကျွန်တော်တို့ဒီမှာရိုက်ထည့်ရမယ်နော်15လုံးပေါ့ဖုန်းတိုင်းလို့စစ်လို့ရှိရင်တော့ star chat 0 စစ်နေပဲစစ်ကြတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်အပေါ်မှာရိုက်ထည့်လိုက်မယ်နော်ကျွန်တော်နောက်မှာမှတ်တာပြီးသားဆိုတော့နောက်ကနေတော့ပြီးတော့တကူယူလိုက်မယ်Okay ဒါဆိုလို့ရှိရင် unlock number or INEI ဆိုပြီးတော့ကျွန်တော်တို့ဒီမှာရှိတယ်ဒါဆို paste နှိပ်လိုက်ပါနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ chest ကိုနှိပ်လိုက်ပါOkay ဒါဆိုလို့ရှိရင် find by it up ဆိုပြီးတော့သူပြနေတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီဖုန်းကဒီအကောင့်ကျော်လာတဲ့ဖုန်းမဟုတ်ဘူးပေါ့နော်အကောင့်မရှိနေဘူးပေါ့ဒါဆိုလို့ရှိရင်ဒီမျိုးဖုန်းတွေဆိုလို့ရှိရင်စိတ်ချလက်ချဝယ်လို့ရပြီပေါ့နော် Xiaomi မှာဆိုရင်လည်းထိုနည်း၎င်းပဲပေါ့နော်ဒီမီအကောင့်ပိုင်ပတ်လောက်တာတဲ့ဆိုလို့ရှိရင်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်မီအကောင့်ပြန်သုံးလို့မရတဲ့ပြဿနာရှိမယ်တချို့ဖုန်းတွေကကြတော့လေမီအကောင့်ပြဿနာသုံးလို့ရတယ်အဓိကတော့ update ကတော့မရဘူးပေါ့နော် update တင်မယ်ဆိုလို့ရှိရင်မီအကောင့်ပြန်ကျတော့ပေါ့တချို့လုံးတွေဆိုလို့ရှိရင် reset ချရင်ကိုဒီမီအကောင့်ပြန်ကျတာရှိတယ်ပေါ့နော်အဲ့ဒီမျိုးလုံးတွေဆိုလို့ရှိရင်ကိုကဈေးကြီးပေးမဝယ်ထိရအောင်ပေါ့နော်ပြောမှဆိုလို့ရှိရင်အကောင့်ကျော်လာတဲ့လုံးနဲ့အကောင့်မကျော်လာတဲ့လုံးနဲ့ဈေးကတော့ကွာစမြဲပဲဘာဖြစ်ကဲလို့ဒီ9သိန်းတန်လောက်ပေါက်တဲ့ဒီဖုန်းတစ်လုံးကိုတကယ်လို့အကောင့်ကျော်ရမယ်ဆိုလို့ရှိရင်တော့ကို3သိန်းခွဲ4သိန်းလောက်ရရင်လည်းရမှာပေါ့နော်အဲ့လိုမျိုးပေါ့ဒါလေးကိုတတိယစစ်ပြီးမှဖုန်းဝယ်ပေါ့နော်ဖုန်းမှာကဝယ်လို့ရှိရင်တော့စစ်ဆေးစရာတွေတော့အများကြီးရှိတယ်ဒါပေမဲ့ဒီနေ့ကတော့ဒီမီကောက်ရှိမရှိဆိုတာကိုဘယ်လိုစစ်ရမလဲဒီ iCloud အကောင့်ရှိမရှိဘူးဆိုတာကိုဘယ်လိုစစ်ရမလဲဆိုတာကိုပြောပြပေးသွားတာပါဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအဆင်မပြေတာရှိရင်တော့ဗီဒီယိုရဲ့ comment အောက်မှာပြောခဲ့ပေးပါဗီဒီယိုကိုဆုံးတဲ့ထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်